အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ဒီချက် Mary ပါဒီဗီဒီယိုထဲမှာတော့ IELTS writing လုပ်တဲ့အခါမှာအထူးသဖြင့် task 1 writing လုပ်တဲ့အခါမှာကိုရေးထားတာကအဆင်ပြေလားမပြေဘူးလားဆိုတာကိုဟာကိုပြန်စစ်လို့ရနိုင်မယ် checklist တစ်ခုကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ writing တွေလေ့ကျင့်တဲ့အခါမှာအပုတ်တိုင်းကိုဆရာမတွေက feedback ပေးဖို့ဆိုတာမျိုးမဖြစ်နိုင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါမှမဟုတ်ရင် self study ကိုယ့်အကိုလေ့ကျင့်နေရတယ်ဆိုတဲ့ဟာမျိုးမှာဆိုလို့ရှိရင်အခုလိုမျိုး self assessment checklist လေးကိုတည်တာကအရန်ကိုအသုံးဝင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်စေချင်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီ checklist လေးကိုဒီချက်က Australia က University တခုကပေးတဲ့ IELTS course ကိုတက်တုံးကရခဲ့တဲ့ checklist လေးကိုမိညမ်းပြီးတော့ပြန်လဲ sharing လုပ်ပေးတာပဲဖြစ်ပါတယ်။ဒါဆိုအားလုံးပဲတူတူကြည့်လိုက်ကြရအောင်။ပထမဆုံးတစ်ခုက Have you included an introduction and overview? Introduction, overview ရေးပြီးပြီလားဆိုတာကိုပြန်စစ်ပါ။အဲ့တော့ introduction နဲ့ overview ကိုတချို့ကစာပိုက်တစ်ပိုက်ထဲပေါင်းပြီးရေးတာရှိရဲ့ဒါဆိုလည်းရတယ်တချို့ကခွဲပြီးရေးတာမျိုးလည်းရှိတယ်ဒါဆိုလည်းရတယ်အဲ့တော့ one paragraph ပဲဖြစ်ဖြစ် two paragraphs ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပါပြီလားဆိုတာကိုပြန်စစ်ပါနောက်တစ်ခုက does your introduction paraphrase the information about the visual so ပေးထားတဲ့ visual ရဲ့ပါတဲ့ information တွေပေါ့နော်အဲ့ဒါတွေကို introduction က paraphrase လုပ်ထားလားဆိုတာကိုကြည့်ပါဒါကလည်းအရင်အရေးကြီးပါတယ် introduction မှာပေးထားတဲ့ information တွေကိုဓာတ်ရိုက် word by word ပြန်ကူးရင်အမှတ်မရပါဘူးတင့်တော်သလိုလေးတော့ paraphrase လုပ်ပေးဖို့လိုပါတယ်အဲ့ဒါလေးကိုသေချာပြန်ကြည့်ပါ introduction ကို paraphrase လုပ်ပေးဖို့လိုတယ်နော်တချို့ကနည်းနည်းလေးကက်စီနေပြီးတော့ပေါ့နော် introduction မှာ paraphrase မလုပ်ဘူးအောက်က body ကြမှာပဲ paraphrase လုပ်လိုက်မယ်အဲ့လိုမျိုးတွေ့ရတဲ့သူတွေရှိတယ်အဲ့ဒါမှားပါတယ်နော်introduction မှာကလေးက paraphrase လုပ်ရပါမယ်ပြီးရင်တော့ does your introduction correctly identify the visual and use the appropriate verb in the present tense so introduction ကဒီ visual ကိုကောင်းကောင်းလေးမှန်ကန်ကန် identify လုပ်ထားလားအဲ့တော့ visual မှာပါတဲ့အချက်လက်တွေအကုန်လုံးတိတိကျကျပါလားပေါ့နော်အဲ့တော့ဘာတွေပါမလဲဆိုရင်type of the visual ပါရမယ်ပြီးတော့visual ရဲ့ topic ပါရမယ် visual မှာဖော်ပြထားတဲ့location တွေပြီးတော့အချိန်ကာလပါတယ်ပေါ့နော် year တွေပါတယ်ဆိုလဲ season တွေပါတယ်ဆိုလဲအဲ့ဒီအကြောင်းတွေပြီးတော့unit ပေါ့နော် unit percentage လိုဟာမျိုးပါတယ်ဆိုရင်လည်းအဲ့ဒါတွေကိုသေချာလေး identify လုပ်ပြီးပြီလားဆိုတာကိုကြည့်ရမယ်ပြီးတော့ use the appropriate verb in the present tense ဒါအရေးကြီးတယ်introduction မှာ present tense ကိုပဲသုံးရမယ်ဒါတွေသေချာပြန်စစ်ဖို့လိုတယ်ပြီးတော့ overview က appropriate linker တခုနဲ့စရလားသေချာစစ်ပါအဲ့တော့သုံးများတာကတော့ overall ဆိုတာနဲ့စတယ်အဲ့ဒါလေးပါတာနဲ့မပါတာရန်ကိုစကားပြောသွားတယ်เนาะဒါကြောင့် appropriate linker လေးသေချာထည့်ဖို့လိုတယ်နောက်တစ်ခုကတော့ does your overview describe the general trend and or main features without including any specific data ဒါကလည်းအရင်အရေးကြီးတယ် overview မှာ general trend ကိုပဲရေးရမယ်ဘယ်ဟာနဲ့ဘယ်ဟာကချိတ်ဆက်ပြောင်းလဲမှုရှိရယ်ဒါမှမဟုတ်ရင်ဘယ်ဟာကတော့အများဆုံးဘယ်ဟာကတော့အနည်းဆုံးစသဖြင့်အဲ့လို general trend ပဲရေးရမယ်ဒီမှာလာပြီးတော့အများဆုံးဆိုတဲ့ကဏ္ဍတွေအနည်းဆုံးဆိုတဲ့ကဏ္ဍတွေအဲ့ဒီ number တွေပေါ့နော်အဲ့ဒါတွေကိုလာပြီးတော့ overview မှာမရေးရအောင်အဲ့ဒါကိုလည်းသေချာပြန်စစ်ဖို့လိုတယ်နောက်တစ်ခုက have you included 2 or 3 paragraphs and organized the information logically ဆိုတော့ तू ကအမှတ်ပေးစည်းမျဉ်းနဲ့မှာဆိုလို့ရှိရင်ဒီလိုမျိုး information ကို logically organize လုပ်နိုင်တာကို marking criteria တစ်ခုအနေနဲ့ကို IELTS writing မှာပေးတာဖြစ်တယ်ဒါကြောင့်ကိုရေးထားတဲ့ဟာကတောင်ရောက်မြောက်ရောက်မဟုတ်ဘဲနဲ့စီလျော်အောင်လို့စာပိုက်တွေခွဲထားလားဒါတွေကိုသေချာပြန်စစ်ဖို့လိုတယ်စီလျော်အောင်စာပိုက်ခွဲရဲဆိုတာဘယ်လိုခွဲမလဲ chronologically အချိန်ကာလအရအစောပိုင်းကနေနောက်ပိုင်းကိုတွားတာမျိုးဒါမှမဟုတ်လည်း sequentially
ပထမဒုတိယတတိယဆိုပြီးသွားတာမျိုးဒါမှမဟုတ်ရင်လေ by category အမျိုးအစားအလိုက်ခွဲထားတာမျိုးကြိုက်တယ်လို့ခွဲလို့ရတယ်ဘယ်ဟာမှန်နဲ့ဘယ်ဟာမှားတယ်ဆိုတာမျိုးမရှိဘူးဒါပေမဲ့ as long as you organize your information logically ဆိုတော့စင်ပြေတယ်လို့ organize လုပ်လို့ရတယ်မလုပ်ထားရင်တော့မှားတာပေါ့နော်နောက်တစ်ခုက do your body paragraphs outline the main features from the visual body paragraphs တွေကကြတော့ main features တွေကို outline လုပ်ရမှာဖြစ်တဲ့အတွက်လုပ်ထားလားဆိုတာကိုကြည့်ဖို့လိုတယ်ဒီနေရာမှာလေ main features ဆိုတာလေးကိုသေချာလေး notice လုပ်စေချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တော်တော်များများမှားတတ်တာက visual မှာပါသမျှဣတိမရွေးအကုန်ချရေးရမယ်လို့တွေးနေရမျိုးရှိတယ်။မပါသွားရင်မှားတော့မယ်လို့တွေးနေတာမျိုးရှိတယ်။အဲ့လိုမလိုဘူးနော်။ဘာကြောင့်လဲဆိုတော့လောက်ခိုင်းတာက main features ကိုပဲလောက်ခိုင်းတာ။အဲ့တော့ကိုက visual ထဲမှာသိတာထင်ရှားတဲ့ main features တွေကိုပဲ outline လုပ်ပေးထားရမှာဖြစ်တယ်။နောက်တစ်ခု do your body paragraphs refer to specific data from the visual body paragraphs မှာကြတော့ specific data ကိုပြောရတော့မယ် overview မှာတော့မပြောရအောင်เนาะ body paragraph မှာပြောရမယ်အဲ့တော့ပြောရမယ့်နေရာမှာသေချာပြောထားဖို့လိုတယ်ပြောထားရလားပြန်ကြည့်ပါနောက်တစ်ခုကတော့စလုံးရည်150ပြည့်ပြီလားပြန်စစ်ပါ computer test တွေမှာတော့အလွယ်တကူစစ်လို့ရတယ်အလွယ်တကူအောက်မှာ word count ပါတယ်အဲ့တော့အဲ့ဒါကိုကြည့်လိုက်အောင်ပဲပေါ့နော်ကဲအဲ့ဒါပြီးသွားတော့နောက်တစ်ခုက have you included a range of linking phrases and pronoun references to show the relationship between ideas and sentences အဲ့တော့ sentences တစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိကြအောင်ပြဖို့ဆိုရင် linking လုပ်ပေးတဲ့ phrases တွေပြီးတော့ပြန်ပြီးတော့ refer လုပ်တဲ့ pronoun တွေသုံးပေးဖို့လိုတယ်အဲ့တော့ linking လောက်တာတွေကဘာတွေလဲဆိုတော့ in addition တို့ in contrast subsequently တို့ဒါတွေက linking လောက်တာ pronoun တွေကကြတော့အနောက်ကနှစ်ခုဖြစ်တယ် this နဲ့ it အဲ့ဒါကြောင့်အများတန်းသူပြောထားတဲ့ topic ပေါ့နော်ဥပမာinternational student ဆို international student တွေပဲအများတန်းအဲ့လိုပြန်မရေးနဲ့ they ဆိုတဲ့စကားလုံးမျိုးသုံးလို့ရမယ်နောက်တစ်ခုက have you used a range of language to describe changes steps make comparisons အဲ့တော့ကိုသုံးထားတဲ့ range ကအများကြီးရှိပြီလားပြန်စစ်ပါ changes တွေကို describe လုပ်တဲ့အခါမှာဥမာတက်တယ်ဆိုရင်အများရန် increase လို့ပဲရေးနေတယ်ဆိုရင်အဆင်မပြေဘူးလေနော်အဲ့တော့ increase ကိုနောက်အမျိုးမျိုးပြောင်းရေးထားတာမျိုးပါလား steps တွေလည်းထိုနည်း၎င်းပဲ comparison တွေမှာလည်းပုံစံအမျိုးမျိုးပြောင်းရေးထားလားဆိုတာကိုစစ်ပါ तू ကစကားလုံးကလေ advanced ဖြစ်တဲ့ language ကိုတော့သုံးထားတယ်ဒါပေမဲ့အဲ့ advanced language ကိုပဲထက်ခါတလဲတူတူကြီးပဲပြန်သုံးနေတယ်ဆိုရင်အမှတ်လျော့ပါတယ်နော်သူက range ကိုကြည့်ပါတယ်အဲ့တော့လွယ်တာနေခတ်တဲ့အထိအကုန်ထည့်သုံးပေးလို့ရပါတယ်လွယ်တယ်ဆိုပြီးခြံခဲ့စရာမလိုဘူးเนาะအဲ့ဒါကိုပြောချင်တာပါနောက်တစ်ခုက have you used some less common vocabulary အဲ့တော့ less common ကကြတော့ဒါခုနကပြောတဲ့ခတ်တယ်ဆိုတဲ့ဟာတွေပါလားပေါ့เนาะအဲ့တော့ဒီခတ်တယ်ဆိုတဲ့ vocabulary တွေအသုံးပြုနိုင်ဖို့ကကြတော့ IELTS ဘန်းမြင့်လေးရဖို့အတွက်တော့လိုအပ်ပါတယ်ဒါပေမဲ့ခတ်တယ်ဆိုတာကြီးပဲသုံးနေရင်တော့မရဘူးเนาะခုနပြောသလို range ကိုလည်းဖော်ပြရမယ်လွယ်တာကနေခတ်တဲ့အထိအကုန်သုံးတတ်တယ်ဆိုတာမျိုးကိုဖော်ပြရမယ်နောက်တစ်ခုကတော့ have you avoided common errors ဒီနေရာမှာ common ဆိုတဲ့စကားလုံးကအရေးကြီးတယ်အရန်ခတ်တဲ့ဟာတိတ်လူမသိတဲ့ဟာအဲ့ဒါမျိုးမှားတယ်ဆိုရင်တိတ်ပြီးတော့ပြဿနာမရှိဘူးဒါပေမဲ့တော်တော်များများသုံးကြရမယ်လို့ယူဆပြီးသားဟာတွေဥပမာ singular plural တွေပြီးတော့ subject verb agreement လိုမျိုး basic ကြတဲ့ grammar တွေပြီးတော့ punctuation တွေ comma ထားသူတွေပေါ့နော်များတော့ဖြစ်တော့အဲ့ဒါပြီးတော့နောက်တစ်ခုက spelling တွေဒါတွေမှားတယ်ဆိုရင်လည်းအမှတ်လျော့တယ်ဒါကြောင့် common errors တွေကိုသေချာပြန်စစ်ဖို့လိုတယ်နောက်တစ်ခုက have you used a range of grammatical structures ဆိုတော့ range ဆိုတဲ့စကားလုံးအမြဲတမ်းမှတ်ထားနော်လွယ်တာနေ easy medium hard အကုန်လုံးပါအောင်လို့ရေးနိုင်တာကောင်းတာเนาะဆိုတော့အဲ့ဒါမျိုးပါအောင်ရေးနိုင်ပြီလားเนาะဆိုတော့ range တွေအကုန်လုံးပါပြီလားဆိုတာကြည့်လို့ရမယ်အဲ့တော့ voice အရာဆိုရင် active voice passive voice ဒါမျိုးတွေသုံးပြီးပြီလား complex sentences တွေရှိလားဒါတွေကိုကြည့်ပေါ့เนาะဒါပေမဲ့တခုသတိပေးချင်တာကအခုပြောနေတာက task 1အတွက်လည်းဖြစ်တဲ့အတွက် passive voice ကတော့တိတ်သုံးစရာလိုမှာမဟုတ်
အဲ့အတွက်လည်းစိတ်မပူနဲ့ပေါ့နော်အများသောအားဖြင့် active ပဲသုံးရလိမ့်မယ်ဒါပေမဲ့ sentence structure တွေမှာတော့အမျိုးမျိုးပေါ့နော်ဒီမှာ example က complex လို့ရေးထားတာဖြစ်လို့ complex ကြီးပဲသုံးရမယ်လို့ပြောတာမဟုတ်နော် simple လေးသုံးလို့ရတယ် compound လေးသုံးလို့ရတယ် complex compound complex အကုန်သုံးလို့ရတယ်အကုန်လုံးသုံးပေးစေခြင်းတယ်ဒါအောင်မှ range ဖြစ်တယ်လို့ခေါ်တယ်နောက်တစ်ခုကတော့ have you used tenses appropriately ဆိုတော့ tenses တွေကိုသင်တော်သလိုသုံးထားသလားအဲ့တော့ introduction မှာပါတဲ့ verb ဆိုလို့ရှိရင် present tense နဲ့သုံးရမယ်ပြီးတော့ကျန်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့ဒီ visual ရဲ့အချိန်ပေါ်မှာမူတည်ပြီးတော့သင်တော်သလိုမျိုးလေ past present future မှန်ကန်အောင်သုံးထားပြီးဖို့လိုတယ်ဒါမျိုးတွေပေါ့နော်အဲ့တော့ tense တွေကိုလည်းပြန်စစ်ဖို့လိုတယ်ကဲဒါဆိုလို့ရှိရင်တော့ IELTS writing task 1အတွက်ပြန်ပြီးတော့စစ်ရမယ် checklist ကိုနားလည်ပြီလို့ထင်ပါတယ်တချို့တို့ Inno@ Innovative Education မှာလည်း IELTS အတန်းများကိုလာစဉ်ဖွင့်လှစ်လျက်ရှိပါတယ်comment ကနေပဲဖြစ်ဖြစ်ဖုန်း399883333336ကနေပဲဖြစ်စေ Facebook page Messenger ကနေပဲဖြစ်စေဆက်သွယ်စုံစမ်းနိုင်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ